မင်္ဂလာပါကိုကောင်မတို့ရေဝတုံတို့ရဲ့ရန်ကုန် Oribo Channel ကနေပြန်လေးကြိုးစိုးလိုက်ပါရနော်ဒီတစ်ခါဝတုံထိဆက်ပြီးမယ်အရင်ကောင်းတဲ့ခြေစလန်လေးကတော့မြန်မာပြည်ရဲ့စီးပွားရေးလောကကိုလှမ်းမိုးထားတဲ့ဘီလီယံနာသတိမျိုးဆက်နှုတ်ရဲ့ရေခုံကြည်နူးဝင်ရာစုံစည်းမှုခြေစလန်လေးပဲဖြစ်ပါတယ်ရှင်စီးစိမ်ချမ်းသာခြင်းရဲ့နောက်ွယ်ကတောင်းတမှုများအလုပ်ကိစ္စတွေကြားကလဲတစ်ပြည့်ချစ်ချင်းရဲ့ဝင်ရောက်လာဖို့နဲ့ပြင်းပြတဲ့စိတ်ခံစားမှုတွေကိုပြေဝခံစားစီရမယ်ပြင်အရန်ချစ်ပြီးသွားကြတဲ့ချစ်သူနှူးတို့လက်ထပ်ဖြစ်ကြတဲ့အခါမင်္ဂလာဦးများဆိုတဲ့ပြောစရာခိုက်တန်းကိုဘယ်လိုမျိုးအားရပါရကြောက်ပြကြမလဲဆိုတာကိုဝတ်တုံနဲ့တူတူဆုံးထီအောင်လိုက်ပါကြည့်ကြည့်ခန်းစားနားဆင်အားပေးကြပါအောင်ရှင်ရန်ကုန်မြို့ရဲ့တန်ဖိုးကြီးဆုံးရက်ွက်တစ်ခုကချန်ကျိထဲမှာကြီးမားခမ်းနားတဲ့ဗီတိုရီယန်စတိုင်ဆိုင်တစ်လုံးရှိခဲ့ပါတယ်ဒီဆန်ကြီးရဲ့အမွေဆက်ခံသူဖြစ်တဲ့တုံးလီပြေဆိုတဲ့အမျိုးသမီးကျော်လေးတယောက်ဟာအဲ့ဒီအိမ်ကြီးမှာနေထိုင်ပါတယ်။လက်ရှိမှာသူမဟာအသက်24နှစ်ရှိပါပြီ။နိုင်ငံတကာမှာစီးပွားပညာရပ်များကိုလေ့လာသင်ယူခဲ့ပြီးမှမိသားစုပိုင်း Prestige Group ဆိုတဲ့နာမည်ကြီး Real Estate ကုမ္ပဏီရှိရဲ့အဖွဲ့ဖွဲ့တွင်တဦးအဖြစ်တာဝန်ထမ်းဆောင်နေသူလည်းဖြစ်ပါတယ်။တုံးလီပြေရဲ့တရက်တာဘွားကတော့ဇိမ်ခံကားနဲ့ကြီးနဲ့ရုံသွားရတာရာလူကြီးစီကွေးများတက်ရောက်ရတာနဲ့အချိန်ကုန်ဆုံးနေကြရတာပါနော်ဒီလိုမျိုးငွေကြေးဥစ္စာပြည့်စုံလို့သူမရဲ့အလှတရားကိုလည်းမြင်သာပြောပြရရင်ဗပုထုထားသလိုတွင်လှရတဲ့ခန္ဓာကိုယ်နဲ့စရင်ကြားလိုဖြူဝင်းနေတဲ့အသားရဲ့ပြင်အမြဲတမ်းယုံကြည်မှုရှိရဲ့ပြုံးတွေကိုပိုင်ဆိုင်ထားခဲ့ပါတယ်သူမဟာဒီလိုမျိုးလှပတင်နေပြီးချမ်းသာကျဲဝါပြီးမဲ့ဒီຢာတွေကပဲသူမကိုအထီးကျန်စေခဲ့ပါတယ်ယုံကြည်မှုရှိရဲ့မိကလေးတယောက်ပြီးမာနာကြီးတဲ့အပြင်ချစ်ချင်းမြတ်တာပေါ်မှာတန်မြာများစွာရှိခဲ့ရတာကြောင့်သူမရဲ့နှလုံးသားဟာရေခဲတဲ့များအိဆဲနေခဲ့ရပါတယ်။ဘသူမှမြင်နိုင်တဲ့သူမရဲ့မသိစိတ်ထဲမှာတော့စစ်မှန်တဲ့စိတ်လှုပ်ရှားမှုတွေကိုအမြဲတမ်းသိစိတ်တောင်းတနေခဲ့ကြပါတယ်။တစ်ဖက်မှာလည်းရန်ကုန်ရဲ့ finance sector ကိုလှမ်းမိုးထားတဲ့ Royal Asset Investment Company ကြီးရဲ့တီထောင်သူဖြစ်တဲ့အောင်ဖုံးခန့်ဆိုတဲ့အမျိုးသားတဦးရှိခဲ့ပါတယ်။သူဟာအသက်30ဝန်းကျင်သားရှိသေးပေမဲ့သူ့ကိုယ်ပိုင်ဆက်ဆောင်ရင်းနဲ့ဘီလီယံနာသတိဘဝကိုပိုင်ဆိုင်ထားခဲ့တာပါ။အောင်ဖုံးခန့်ဟာ Smart and More Eligible Bachelor ဖြစ်နာမည်ကြီးပြီးသူ့ရဲ့ကြီးရတာလှုပ်ရှင်တွေကတော့ဘဏ်လုပ်ငန်းရှိကြီးများနဲ့ညှိနှိုင်းရတာနိုင်ငံတကာယင်းနှိမ့်မြုပ်နှံမှုဆိုင်ရာစာချုပ်တွေချုပ်ဆိုရတာနဲ့တာအချိန်ကုန်ဆုံးနေခဲ့ရတာပါသူ့ရဲ့ရုပ်ရည်ကတော့ခန်းကြားထဲဝါပြီးစူးရှာတဲ့မျိုးလုံးများဟာအရာရာကိုထုတ်ဖောက်မြင်နိုင်စွမ်းရှိနေခဲ့သလိုပြတ်သားတဲ့နှုတ်ခမ်းသားတွေကအောင်မြင်သူရဲ့တည်ငြိမ်မှုကိုဖော်ပြနေခဲ့ပါတယ်အောင်ဖုံးခန့်ရဲ့ဘဝကလည်းအမြဲတမ်းလုံနေတာလဲပတ်နေရတာကြောင့်နေချွေရဲ့အစ်ကိုလှလူရှုထားခဲ့ရပေမဲ့သူ့နှလုံးသားရဲ့နှဆိုင်ရဲ့တရားမှာတော့ရိုးရှင်းပြီးလှပတဲ့မိကလေးတူကိုစိတ်ကူးရင်တောင်းတနေခဲ့ပါတယ်။တနေ့မှာတော့ရန်ကုန်မြို့ကြီးရဲ့တိတိကျဲတထေးလေးတွေဖြစ်ကြတဲ့တူတူနှစ်ဦးဟာမထင်မပဲတွေ့ဆုံခဲ့ပါတယ်။သူတို့နှစ်ယောက်ရဲ့ပထမဆုံးတွေ့ဆုံခြင်းကတော့ရန်ကုန်စီးပွားရေးတိုင်းဝိုင်းရဲ့ကရတာတင်နာပွဲတစ်ခုမှာပါ။ဒီဝဲမှာသုံးလီပြီးဟာတန်မိုးကြီးရဲ့နှက်ရ night dress ကိုဝတ်ဆင်ထားပြီးဆဲဆောင်မှုရှိဆုံးမင်းသမီးတူလို့ထင်ရှားနေခဲ့ပြီးအာဖုံးခက်ကလည်းနာမည်ကြီးစူဘရက်ရဲ့ဝတ်စုံနဲ့တမ်မီတို့တည်ကြည်ခမ်းညားနေခဲ့ပါတယ်။တူတူကစီးပွားရေးရမဟာမိတ်ပြုဖို့လိုအပ်တဲ့အနာဂတ်စီမံကိန်းတစ်ခုဆွေးနွေးရင်စတင်မိတ်ဆက်ကစကားပြောပြကြတာပါ။စကားပြောဆိုရမှာသွန်လီပြရဲ့ချမ်းသာမှုကြကရိုးသားတဲ့စိတ်ဓာတ်နဲ့ဉာဏ်ရည်ထက်မြက်မှုကိုအာဖုံးခက်ဟာသတိထားမိခဲ့ပြီးအာဖုံးခက်ရဲ့တည်ငြိမ်ပြီးအလုံးပေါ်မှာအယုံဆိုင်မှုတွေကလည်းသွန်လီပြကိုမထင်မှတ်ပဲဆွဲဆောင်မှုတစ်ခုအဖြစ်ရှိခဲ့ရင်တူနဲ့တူအပြန်အလှန်သိမှတ်ပြုနေခဲ့ပြီးကြပါတယ်။ဒီလိုမျိုးပထမဆုံးတွေ့ဆုံခဲ့တဲ့ညမှာပဲသူတို့ရဲ့နှလုံးသားတွေဟာရေခဲနဲ့ပြီးလို့ဆက်ညင်ပဲဖြစ်ပေမဲ့တရားကိုတရားမသိစိတ်ကဆက်လန်းမိကြရင်နောက်ရက်တင်မှာတော့တူတူတို့ဟာကြီးမားတဲ့ကုမ္ပဏီကြီးများတဲ့စီမံကိန်းပေါင်းစုံကိုညှိနှိုင်းဆွေးနွေးဖို့အစင်းမြင့်အစည်းအဝေးခန်းတွေမှာမကြာခဏတွေ့ဆုံခဲ့ကြရပါတယ်။ဒါကြောင့်မို့လဲရင်းနှီးမှုတွေကအလုပ်သဘောရဆိုတာတဲ့ပွင့်လင်းတဲ့ဆက်ဆံရေးဖြစ်နေခိမင်းလာကြသလိုအောင်ဖုံးခန့်ကလည်းသုံးလီပြေကိုလုံးဖို့ကင်ဖက်အနေနဲ့ပဲဆက်ဆံဖို့စူးစမ်းခဲ့ပေမဲ့အစီအကြလာနဲ့အမျှသုံးလီပြေရဲ့လှပတဲ့မျက်နှာသပြင်းနဲ့ညင်ရင်မြမမှုတွေကသူ့ရဲ့တည်ငြိမ်ခြင်းတွေကိုဖြုတ်ခဲနေခဲ့ပါပြီ။သုံးလီပြေကလည်းအောင်ဖုံးခန့်ရဲ့အမေပေးနိုင်စံနဲ့ယုံကြည်မှုရှိတဲ့စိတ်ဓာတ်ကိုလေးစားမိခဲ့ရကနေတဖြည်းဖြည်းနဲ့လူပုဂ္ဂိုလ်ရေးအရစိတ်ဝင်စားလာခဲ့ပါပြီ။ဒါကြောင့်ပဲသူတို့တွေ့ဆုံပြကြတဲ့အစည်းအဝေးတွေဟာရှုပ်ထွေးတဲ့စီးပွားရေးအကြောင်းအရာတွေပြင်ဘဝမြင်နေဝါသနာတွေကိုပါစိတ်နှင်းပြောဆိုတဲ့နင်းနေတဲ့စကားဝိုင်းများဖြစ်တော့တဖြည်းဖြည်းနဲ့ပြောင်းလဲလာခဲ့ပါတော့တယ်။
ဒါပေမဲ့နှစ်ယောက်စလုံးရဲ့နောက်ခံနေထားတဲ့ကြောင့်စိတ်ခံစားမှုတွေကိုမျိုးသိရင်ကံကောင်းမှစေလို့ပဲကိုစီစုတောင်းနေကြရင်တနေ့မှာတော့သွန်းလီပြေးအတွက်ကန်ဆိုးစေမဲ့ Fish State Group ရဲ့အရေးကြီးတဲ့ project တစ်ခုမှာပြဿနာကြီးတစ်ခုပေါ်ပေါက်လာတဲ့ချိန်မှာအဖိုးကသူ့ရဲ့ဖိန်းနဲ့ကြံ့ကျင်မှုနဲ့သွန်းလီပြေးရဲ့ကုမ္ပဏီကိုအများဆုံးဝင်ရောက်ကိုကြီးကတင်ပေးခဲ့ပါတယ်။မြန်မာထိပ်တန်းပြည်လည်နာသတိလေးတယောက်အနေနဲ့အစိမ့်နဲ့ငွေကိုမနှမျောပဲကိုကြီးပေးခဲ့တဲ့အဖိုးခန့်ရဲ့ပေါင်ဝင်ပေးမှုဟာတော့အပြိုရိုင်းမလေးသွန်းလီပြေးရဲ့ရေခဲနှလုံးသားကိုလုံးဝအရေးပြောပြခဲ့ပါတော့တယ်။ကိုအဖိုးခန့်ဒီကိစ္စအတွက်လီပြေဘလို့ကျေးဇူးဆက်ရမလဲဆိုတော့သွန်းလီပြေရဲ့နူးညံ့တဲ့မိကုံကိုအဖိုးခန့်ဟာပြုံးရလိုက်ပြီးကျေးဇူးဆက်ဖို့မလိုပါဘူးလေပြေကိုကမင်းဖြစ်တယ်လို့ကိုညီတာပါကိုဘဝတစ်ခုလုံးစရေရမယ်ဆိုရင်တော့ဒီလုံးရဲ့အတွက်နောက်တော့မရပါဘူးဘာလို့လဲဆိုတော့ကိုမင်းကိုယူလောက်အောင်ချစ်နေပြီလို့ပါဆိုပြီးတီတီခံညာတဲ့ပုံစံနဲ့ဖွင့်ဟဝေခံလိုက်တော့သွန်းလီပြေကလည်းရှက်သေးဖြာတဲ့မျက်နှာလေးနဲ့ချစ်စစ်ပဲပြုံးလေးကိုပြုံးပြရင်ခေါင်းကြီးပြလိုက်ချိန်မှာပဲအဖိုးကသူမရဲ့လက်ကလေးကိုကင်လိုက်ပြီးနှူးသားပြုံးမန်းနေကိုစီနဲ့ပြီးပြီးစုံတဲ့ချစ်သူဘဝကိုစတင်လိုက်ပါတော့တယ်ရှင်ဒီလိုနဲ့လုပ်ငန်းပါနိုင်တာမကတော့ပဲချစ်သူဘဝကိုပါပြုရှင်သားဖြတ်တန်းကြရင်လည်းချစ်သူတတန်းအထစ်ကြတဲ့ခါမှာတော့အဖိုးကသွန်းလီပြေကိုသူ့ရဲ့တသက်တာလက်တွဲပေါ်ဖြစ်ပိုင်ဆိုင်မှုဆုံးဖြတ်လိုက်ပါတယ်သူဟာသွန်းလီပြေကိုပုဂ္ဂလိကလေးရင်နဲ့ကဘာပေါ်ကလှဆုံးလှုပ်ဝဲကျွန်တစ်ခုစီကိုခေါ်သွားခဲ့ပါတယ်ကျွန်းရဲ့ပန်းရောင်တဲတောင်ပြမှာစာကရာပန်းနဲ့ဖန်တီးထားတဲ့ပန်းကြီးတစ်ခုကိုဖန်တီးထားပြီးဒေါ်လာသန်းပေါင်းများစွာတန်ဖိုးရှိရဲ့စိန်ဝင်များနဲ့ပြုလုပ်ထားတဲ့လက်စွပ်လေးနဲ့လက်ထပ်ခွင့်ကိုတောင်းဆိုလိုက်ပါတော့တယ်။သွန်းလီပြေဟာလည်းသူ့မဘွားတဲ့လိုအပ်တဲ့အချိန်လုံခြုံမှုနဲ့ပြည်စုံခြင်းအလုံးကိုအဖိုးကစီကရနေပြီးမို့ချီရတဲ့ကေမွန်ဖြစ်စေခြင်းနဲ့စန္ဒနဲ့ပဲဝမ်းသာအားရလက်ခံလိုက်ပါတော့တယ်။သူတို့ဟာမိဘများရဲ့သဘောတည်ငြိမ်မှုနဲ့အတူနိုင်ငံတကာစစ်မီဧည့်သည်များစွာကိုဖိတ်ကြားပြီးအိမ်မက်ဆန်တဲ့မင်္ဂလာပွဲကြီးတစ်ခုကိုပျော်ရွှင်စွာကျင်းပခဲ့ပါတယ်။မင်္ဂလာပွဲပြီးမှတော့ရန်ကုန်မြို့ရဲ့ကောင်းဆုံးကိုနိုမီယန်ရဲ့အမြင့်ဆုံးပန်းဟောက်ကိုပြန်ရောက်လာခဲ့ကြပြီးဒီပန်းဟောက်ဟာအဖိုးခန့်ရဲ့မင်္ဂလာလက်ဆောင်ဖြစ်ချစ်စနီးရဲ့နာမည်နဲ့ဝယ်ယူထားတာဖြစ်ပြီးတော့သွန်းလီပြေရဲ့ကျိုင်းဆုံးပတ်ဝင်တွေကိုဒီဇိုင်းဆန်းများထက်တီးတက်ပြင်ဆင်ထားတာပါညပိုင်းရောက်တော့အိတ်ကထဲမှာတံမိုးကြီးမားတဲ့နေစီပိုင်းနဲ့နေပြင်နေထီးတဲ့ချစ်ချင်းမြတာရဲ့ရနံများပါတင်းပြန်နေခဲ့ပြီးမင်္ဂလာဆောင်ဝတ်စုံကိုသွန်းလီပြေဟာထီသားဖို့လို့ညံ့နေညဝဝတ်စုံတင်းနဲ့လဲဝဲလိုက်ရင်ရှက်သေးဖြာစွာရခုန်နေခဲ့ရပါတယ်သူမရဲ့နှလုံးသားဟာပြင်းထန်တဲ့ချစ်ရဲ့လှိုင်းတဲ့ဘုတ်ကိုပထမဆုံးချိန်ရင်ဆိုင်ဖို့အသင့်ဖြစ်နေခဲ့ပါပြီအဖုံးခန်းကတော့သူမရဲ့ဘေးနားမှာတငိမ့်စာထိုင်နေပြီးသွန်းလီပြေရဲ့လက်ဖွားနုကိုသူ့ရဲ့နှွေးထရဲ့လက်ထဲမှာဖွားဖွားလေးစုပ်ကိုင်းထားပါတယ်သူတို့နှုတ်ရဲ့နှလုံးသားလေးဟာတုံကြီးတဲ့စီးချက်နဲ့ပြန်ရင်ခုန်နေခဲ့ကြပြီးသွန်းလီပြေရဲ့လူပြိုတဲ့နှလုံးသားမှာတော့အချစ်ရဲ့ထိုထိတ်ခံစားမှုကိုစတင်သိရှိတော့မယ်ဆိုတဲ့ပြင်းပြတဲ့တောင်းတမှုများပြည့်နေခဲ့ပါပြီ။လုံခြုံမှုပေးနိုင်တဲ့ကေမွန်တို့ရဲ့ရင်ခွင်ထဲမှာလဲလောင်းနေခဲ့ရင်ပျော်ရွှင်နေခဲ့ရပါပြီ။အဖိုးကသွန်းလီပြေရဲ့နဖူလေးကိုညှိသွားနဲ့နှမ်းရှိလိုက်ပါတယ်။ဒီနန်းဟာသွန်းလီပြေကိုတောင်းတမှုနဲ့ရေခုံမှုတွေစီကိုခေါ်ဆောင်သွားခဲ့ပါပြီ။ဒါကြောင့်မလို့သွန်းလီပြေဟာသူမရဲ့နူးညံ့တဲ့ဘဝတစ်ခုလုံးကိုသူ့ရဲ့အချစ်တွေကြည်ပြိုဆောင်ပေးရဖို့လုံးဝအဆင်သင့်ဖြစ်နေပြီဆိုတာကိုခံစားလိုက်ကြပါတော့တယ်။အဖိုးခန့်ရဲ့နေထေပြီးကျန်းကျင်တဲ့ပြုမှုတွေအောက်မှာသူမရဲ့စိတ်တွေဟာဒုက္ခပုံထဲမှာလွတ်နေခဲ့ပြီဆိုတာကိုလည်းအလိုလိုခံစားလိုက်ရပါပြီ။သူတို့နှုတ်ရဲ့ကြားမှာတဖြည်းချင်းကြီးစိုးလာတဲ့တိတ်ဆိတ်ခြင်းကနေရာယူလာခဲ့ပါပြီ။ကြီးကျယ်ခမ်းနားတဲ့မင်းကအိတ်ခိုင်းထဲမှာလည်းရောင်စုံကလာရီနဲ့ထိန်လေးနေရဲ့ပြီးအောင်နေစားမိဖြဖြညရီပြီးလေးပဲအားနည်းစာလေးနေရဲ့ပြီးနာမှာတော့အသစ်ဆက်ဆက်ချစ်သူစနေမောင်နှံစုံလေးဟာချစ်သူဘွားကနေပြီးအိမ်တော်သေးတဲ့လောကကြီးတဲ့ကိုအားရပါရတဟုရင်ပျော်ရွှင်နေကြပါတော့တယ်။ဝတုံတစ်ဆက်ပြီးခဲ့တဲ့ခုဇလန်လေးရဲ့ဆက်လိုက်ကြော်တွေကတော့အသစ်ဆက်ဆက်သူတို့သားလောင်းလေးအဖုံးခန့်နဲ့အသစ်ဆက်ဆက်သူတို့သမီးလောင်းလေးတွန်းနေပြီလို့ပဲဖြစ်ပါတော့တယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဝတုံရဲ့ဒီကနေ့တင်ဆက်မှုကိုတော့ဒီညမှာပဲရနာခွင့်ပြုပါရှင်။နောက်နေ့ဒီမှာလေကိုကောင်မတို့ကြိုက်တွေ့စေမဲ့အရှိဇလန်ကောင်းလေးတွေကိုပုံမှန်တင်ဆက်ပေးမှဖြစ်လို့ဝတုံရဲ့ရန်ကုန် Audio Book Channel လေးကိုလည်းတူတူနဲ့ Subscribe လုပ်ခဲ့ကြပါအောင်ရှင်။